ဘဝဆိုတဲ့ခရီးစဉ်ဘဝဆိုတာပြိုင်မွေးတစ်ခုမဟုတ်ပါဘူးအပိုင်းခြားတွေအခန်းကဏ္ဍတွေနဲ့တိဆောက်ထားတဲ့ခရီးစဉ်တစ်ခုပါဒီခရီးမှာဘူဒါတစ်ခုချင်းစီကိုအကောင်းဆုံးဖြတ်တန်းနိုင်ဖို့ကအရေးကြီးပါတယ်လူတစ်ယောက်ရဲ့သက်တမ်းကိုအရေးကြီးတဲ့အပိုင်း၄ပိုင်းခွဲကြည့်ရအောင်အသက်17နှစ်မှ20အထိဒါဟာဘဝရဲ့အခြေခံအုတ်မြစ်ကိုချတဲ့အချိန်ပါစူးစမ်းပါတင်ယူပါမှားမှာကိုမကြောက်ပါနဲ့စာအုပ်တွေဖတ်ပါဝါဒနာတွေကိုရှာဖွေပါလူသားပိသားရဲ့စိတ်ဓာတ်ကိုပြိုးထောင်ပါဒီအချိန်မှာရှုံးနိမ့်မှုဆိုတာသင်ခန်းစာပဲမို့လို့ရဲရဲဝံ့စမ်းသပ်ပါအသက်21နှစ်မှ40အထိဒါဟာခွန်အားအရှိဆုံးနဲ့အလုတ်နိုင်ဆုံးအချိန်ဖြစ်တယ်လို့အမားမခံတဲ့အချိန်လည်းဖြစ်ပါတယ်အလုတ်စူးစမ်းပါဒါပေမဲ့ကျမ်းမာရေးကိုအရေးမခံပါနဲ့ကိုယ်ပိုင်ရက်တည်မှုနဲ့မိသားစုကိုတည်ဆောက်ပါငွေကြေးစီမံခန့်ခွဲမှုကိုတက်မြောက်အောင်လုပ်ပါအစိတ်အတော့ဖြစ်စေတဲ့ပတ်ဝန်းကျင်ကိုရှောင်ပြီးကိုယ့်ကိုတိုးတက်စေမဲ့မိတ်ဆွေကောင်းတွေနဲ့ပဲဝန်းရံထားပါအသက်40နှစ်မှ60အထိတင်ဆက်ပြောခဲ့တဲ့အတီးအပွင့်တွေကိုခံစားရတယ်လို့ဘဝရဲ့အနှစ်သာရကိုတကယ်နားလည်လာတဲ့အချိန်ပါတည်ငြိမ်မှုရှိပါကိုယ့်ရဲ့အတွေ့အကြုံတွေကိုမျိုးဆက်တစ်တွေကိုလက်ဆင့်ကမ်းပါစိတ်ဖြစ်စည်းမှုတွေကိုလွတ်ချတတ်အောင်ကျင့်ပါကိုဖြစ်ချင်တာထက်ကိုမှရှိနေတဲ့အာဟာတွေကိုကျေးဇူးတင်တတ်တဲ့ gratitude စိတ်မွေးပါအသက်60နှစ်အထက်ဒါဟာဘဝရဲ့နေဝင်ချိန်ဖြစ်တယ်လို့စီးစာရဲ့အလှဆိုအချိန်လည်းဖြစ်ပါတယ်စိတ်အေးချမ်းမှုကိုရှာပါဘဝကိုပြန်ကြည့်တဲ့အခါနောင်တနင်းနိုင်သမျှနည်းအောင်နေထိုင်ပါဝိညာဉ်ရေးရတော့မဟုတ်ဘာသာရေးနဲ့စိတ်ပိုင်းဆိုင်ရာကိုမြင့်တင်ပါကျမ်းမာရေးကိုအထူးဂရုစိုက်ပြီးလက်ရှိအချိန်လေးကိုပဲပေါ့ပါးဖြတ်သန်းပါဘယ်အရွယ်ပဲရောက်ဒီနေ့ဟာတင့်ဘဝရဲ့ကြံရှိနေတဲ့တက်တန်းတွဲမှာအငယ်ဆုံးနေပါပဲဒါကြောင့်အခုကစပြီးအကောင်းဆုံးအသက်ရှင်လိုက်ပါ